တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုဆိုလိုက်ပါရစေ။ဒီနေ့နဲ့ဆက်ပြီးမဲ့ Anime ကတော့ Merciless Season 2ရဲ့ Episode 1 မှာဖြစ်ပါတယ်။ Divine Visionary ဆိုတာလောကကြီးရဲ့ထိပ်ဆုံးမှာရှိတဲ့စောင့်နှံကြီးတွေပဲဖြစ်တယ်။ Divine Visionary အသစ်တွေကိုကဘာကြီးရဲ့အမြင့်ဆုံးဆိုရအဖွဲ့ရဲ့မချစ်ကောင်စီမှာပါဝင်ဖို့အမြဲကမ်းလှမ်းခံနေရပြီးသူတို့ရဲ့တာဝန်တွေကိုထမ်းဆောင်ရတယ်။သူတို့ကအစိုးရရဲ့အထူးဖွဲ့ဝင်တွေဖြစ်ပြီးလူဖွဲ့စည်းရဲ့ရန်သူတွေကိုလက်တိုက်ခိုက်ရတယ်။ Divine Visionary ဖြစ်တဲ့ Rames Ains ကတော့လက်နက်ကုတ်ကဲရေးကိုတာဝန်ယူထားရကလူသက်သမားဂျွန်ဖာရီကိုအနိုင်ယူလိုက်တယ်။အရှင်စီဇန်တုန်းကမတ်ရှာမာကီယာလမ်မတ်ကိုအနိုင်ယူလိုက်လို့လန်ဆောင်ကတင်ကားပြတွေလည်းအယ်ဒါအဆောင်ကိုရောက်သွားခဲ့တယ်။အဲ့ဒါကြောင့်မတ်ရှ်တို့အဖွဲ့လည်း Divine Visionary ဖြစ်ဖို့နီးစပ်သွားခဲ့တာပေါ့။ဒါပေမဲ့ Selva နဲ့တိုက်ပွဲအပြီးမှာတော့မတ်ရှ်မှာမချစ်မရှိဘူးဆိုတာကြောင်းတော့တစ်ခုလုံးသိသွားကြတယ်။ငါဖြစ်ရှင်းလိုက်နိုင်လို့တော်သေးတယ်။ကြောင်းစင်းရင်ပွဲခံမယ်။အဲ့ဒီကကြောင်းသားလည်းဆရာနဲ့တိုင်မယ်လို့ဖင်းတို့လည်းမချစ်သုံးနိုင်တယ်ဆိုပြီးကြော်ပေးခဲ့ရတာပဲဖြစ်တယ်။ငါတို့ဝမ်းပြောပေးခဲ့တာလေ။ဟဲ့အောင်မင်းမချစ်မသုံးနိုင်ဘူးဆိုသုံးနိုင်ပါတယ်။ဂျင်းထဲလိုက်ရလို့လင်းနေကဟဲ့အောင်တရင်တွေတော်တော်ပြတ်နေတာကမကောင်းဘူးနော်။တွားရအောင်မင်းကပေးနေတာကအပြစ်ရှိတယ်နော်။မင်းလိုက်ကပေးနေရင်နဲ့မင်းမကြောင်းတို့ခံရလိမ့်မယ်။ဝင်ခံလိုက်စမ်းပါကွာ။စောက်ဘောကိုဘာလို့ကောက်ွယ်ပေးရမှာလဲ။တိတ်ဆန်းငါဘာသာငါဘသူနဲ့ပေါင်းမင်းကိစ္စမဟုတ်ဘူး။အဲဘဲလေကျမ်းပြင်းနဲ့ညာသွားကငါရဆွမ်းနေထွက်သွားတာလား။ဟမ် Sister Point လေး Lance ကလှုပ်လိုက်တာဖြစ်ပြီးမင်းကအာယုံလာနောက်နေတာလေ။အာယုံနောက်တယ်ဟုတ်လား။အဲ့မှာလီမွန်နဲ့ဒေါ်ပါကြောက်လာပြီးဟဲ့ရီဒေါ်ကတော်တော်ထိထားတယ်။ညနေကျောင်းစင်တော့အယ်ဒါဆောင်ခန်းနံပါတ်302မှာလန်ဆောင်ကိုနိုင်လိုက်လို့အောင်ပွဲခံနေခဲ့ကငါတို့ရဲ့ပန်းနိုင်ကိုရောက်ဖို့နီးစပ်နေပြီဒီငါပြားတွေရထားပြီဆိုတော့ Divine Visionary အရွေးခံဖို့စောင့်နေရတော့မှာပဲပြဿနာရှိသေးတယ်သူတို့ကြောင်းနေလို့လေဘာယုတ်ကြီးလဲကွာကြောက်စရာကြီးကတ်တွင်ယူခဲ့တယ်တကယ်ပွဲခံချင်နေတာပဲမင်းတို့နဲ့တငယ်ချင်းလုပ်ဖို့ plan မရှိပေမဲ့အဘစ်စိတ်ကျင်တဲ့အောင်လို့ဝင်ပွဲခံလိုက်တာဒီကစားပွဲမှာအဘစ်ကိုနိုင်တဲ့သူရှိရင်ငါတတ်မယ်နော်လက်ဖက်ရည်ယူအောင်မလားကျေးဇူးအများကြီးတင်ပါတယ်အဘစ်ကမိန်းကလေးတွေဆိုရင်အမျိုးသမီးလို့ခေါ်တဲ့အထိအဲ့ဒီအပိုင်းမှာအားနေတယ်အဘစ်လည်းလက်သွားခဲ့တယ် match လုပ်ခဲ့တာတွေအတွက်ခွင့်ကျွေးမယ်နော်ကိုပတ်တာစားလိုက်ပါမယ်ပြုတ်ကျသွားတော့မြေကြီးနဲ့မထိခင်မှာပဲ match ကဆုတ်စားလိုက်တယ် left လဲမုံနီကိုအသေးကျိတ်နေပြီသူဘလို့ရောက်လာတာလဲကွာ lance ဒါနဲ့ငါတို့လမ်းမှာလူကွဲသွားတယ်နော်အေးတေတန်ချခံထားရတဲ့အကောင်နဲ့သွားဆုံတာပဲတိုက်နေတော့မှပဲအဲ့ဒီကောင်ကထွက်ပြေးသွားခဲ့တယ်ကြောက်စရာကြီးအဲ့မှာအကုန်လုံးကပွဲခံနေခဲ့ကြတယ် match ဖိတ်တာကိုကြီးစုတင်လို့တတိပေးစရာရှိတယ်မင်းကို innocent zero ဖွဲ့ကလိုက်နေတယ်သူတို့ကဒီနိုင်ငံရဲ့အဆိုးဆုံးဖွဲ့ပဲ။ကျောင်းမှာမချစ်များတဲ့သူတွေကိုလိုက်ရှာနေတာလေ။သူတို့ကိုကူညီပေးရင်အဘဲရဲ့စွမ်းအားတွေကပိုရလာလိမ့်မယ်။အဘဲလည်းသူ့မျက်နှာကတတိယမြင်းချမ်းကို innocent zero ကြောင့်ရလာတာပေါ့။တကယ်မြင်းသုံးချောင်းကပိုချောက်ဖို့ကောင်းတယ်။အဘဲလည်းဒင်္ဂါပြားတွေကိုရှာဖို့အတွက်သူတို့ရဲ့အစွမ်းကိုသုံးနေရတာ။နည်းနည်းတော့ဆွန့်လွတ်လိုက်ရတာပေါ့။ innocent zero ရှာနေတဲ့လူကမင်းနဲ့ပတ်သက်နေလိမ့်မယ်။တတိထားနော်သူတို့ပြန်လာလိမ့်မယ်။ငါတို့လည်းအပြစ်ပေးခံရနိုင်တယ်။ဒါပေမဲ့အဘဲကတော့သူ့မိလို့ကျန်တာစိတ်ရှိတဲ့သူတွေအေးစိနေနိုင်မဲ့ကပောက်ကိုဖန်တီးပေးချင်ခဲ့ရုံပါ။အဲ့ဒါကိုသိပေမဲ့အဘဲကိုတားပေးလို့ကျေးဇူးပါ။မင်းဆိုရင်တော့အားလုံးအေးစိနေနိုင်မဲ့ကပောက်ကိုလုံနိုင်မှာပါအကုန်မယ်နော် mash အဘဲလေမင်းကိုခေါ်လာလို့ sorry နော်ရပါတယ်ငါဘာလို့သူ့ရဲ့အခန်းကိုလိုက်သွားရတာလဲအခန်းအပြင်မှာတော့ဒီတစ်ခါမိုးကောင်းမချစ်မသုံးနိုင်ဘူးဆိုတဲ့တသက်ကိုရှာရမယ်ဟာလန်ဆောင်ကဒုတိယအကျန်းဆုံး abyss ပဲကဘာကြီးဘာဖြစ်နေတာလဲကွာအဘဲလဲရောက်လာပြီးဘာလုပ်နေတာလဲသိပြီးစရာဘာလို့လဲဘာရှာလဲဖြစ်အောင်လေသူလဲထွက်ပြေးသွားခဲ့တယ်ခုနကဘာတွေပြောနေကြတာလဲဟင်abyss လဲစိတ်လို့ရှာနေကအခန်းထဲကိုစောက်ဖို့စီကွက်ရောက်လာပြီးစားပြီးသွားခဲ့တယ်ဖတ်လိုက်တော့အလုံးလန့်သွားကြတယ်နောက်နေ့မချစ်ကောင်စီမှာတော့ match မချစ်မရှိတာကိုဖုံးကွယ်လို့စစ်ဆေးဖို့လုပ်နေကြက match မင်းမချစ်မရှိတာကိုလှုပ်ဝက်ထားတာအပြစ်ရှိတယ်နော်ဖျားသခင်ကလောကကြီးကိုဖန်တီးပေးခဲ့တယ်တခြားဟာတွေထက်ဒီလောကကိုပိုလောက်အောင်ဖန်တီးပေးခဲ့တယ်မချစ်လို့အရာမျိုးတွေပေါ့လှပတဲ့ကပတ်ကိုချင်းချောက်နေတာကမင်းပဲမင်းကပိုးကောင်ပဲနားလေလားဒါပေမဲ့အရာအလုံးကသူ့မသာပြည့်စုံနေတာမဟုတ်ဘူးဆိုရင်ရောဘာပြောတယ်မချစ် security force ကောင်ဆောင် Rice Grant ကဘာပဲဖြစ်ဖြစ်အဓိကကနိုင်ဖို့ပဲလေအဲ့လိုဖြစ်ဖို့ဆိုရင်ယုံကြည်မှုရှိဖို့လိုတယ်မင်းကယောက်ျားကောင်ဖြစ်နိုင်မဲ့အလားအလာရှိတယ် Divine Visionary ကဒီမှာဘာလုပ်နေတာလဲအဲ့ဒါတွေကအရေးမပါဘူးဟုတ်တယ်မလားမို့ကောင်ဟုတ်ဒါပေမဲ့ငါတို့ကစီးမြင့်ထဲမှာနေရတာလေငါတို့သာအကုန်လုံးကိုလိုက်လျောနေရင်အမိန့်ဆိုတာရှိလာမှာမဟုတ်ဘူးဘာလို့ရမလဲဆိုရင်အဲ့လောကကိုမြင်မဲ့ပါလာအောင်လုပ်လိုက်ပေါ့ဒါနဲ့လေတရားဥပဒေဆိုတာကအလောက်ရေးမပါဘူးအရေးကြီးတာကဘသူကအဲ့ဥပဒေကိုချမှတ်လဲဆိုတာပဲဖျောင်းနိုင်ကိုဖန်တီးလိုက်ကအဲ့ဒါကိုမထိပဲနဲ့မြင်းကြီးလိုက်ဒီကဘာမှာမချစ်ကရရပဲလေအဲ့ဒါကြောင့်မချစ်တဲ့ပူစမ်းကျဲတာကိုပြပေးရမယ်ယောက်ျားဆိုရင်တတိပြစမ်းအပြစ်မှာ Divine Visionary တွေလာနေပြီဒီလိုကောင်မျိုးကိုဘာမှချွန်းချက်ထားစရာမလိုဘူးစောက်ဦးထတာပဲမချစ်မရှိတဲ့သူကိုမညှိခိုင်းနေတယ်ဒါနဲ့မချစ်မရှိဘဲနဲ့အဲ့တုတ်ကဘာလို့ဖို့လဲ right ကတော့ရက်ဆက်လိုက်ပြီး match လက်တစ်ခွက်ပြလိုက်တာအကုန်ခေါက်သွားကြတယ်わかりましたဒီလောကရဲ့အမြင်ကိုကျွန်တော်ပြောင်းလဲပေးပါမယ်အဲ့ဒါဆိုရင်ရပြီလား男前ナイスガイရုတ်တရက် match ရဲ့ခြေထောက်ကိုတဲရီနဲ့ချုပ်ခံလိုက်ရပြီးတိုက်ခံလိုက်ရတယ်ဘာကိုဖြစ်ရှင်းလိုက်တာလဲ Divine Visionary တွေကဘာလို့ဒီကိုရောက်လာတာလဲ神格者様 Divine Visionary တွေဖြစ်တဲ့ Renatus Revo Surara Hesto Kaldo Gehanna Akido Tyrone Sophina Rivia နဲ့
Order Melt တို့ပဲဖြစ်က match ကိုတမဖို့ရောက်လာကြတာပဲဖြစ်တယ်ငါတို့လိုလူတွေကစိတ်ခံစားချက်နောက်ကိုလိုက်ပြီးလက်ခံလိုက်ရင်ပြဿနာတွေဖြစ်လာမှာဒါတောင် instant ကြောင်းတော့ကိုတက်လိုက်သေးတယ်အဲ့တော့သိချင်းနဲ့ပြန်ပြီးဆက်ရမယ်ဒါက Divine Missionary တွေအားလုံးရဲ့ဆန္ဒဆိုတာမင်းသိထားလိုက်အဲ့ဒါကိုလက်မခံနိုင်ဘူးငါတို့က innocent zero ပဲအဲ့ချက်တဲ့ကိုငါတို့ပိုင်နေဟာဘာလို့ innocent zero လဲအဲ့ဘဲလေးကတာမန်မဟုတ်ဘူးထင်တယ်ငါပြောတာယုံဒီကိုထဲမှာမချစ်ကပါကောင်ထည့်ထားတယ်မချစ်ကပါကောင်ဆိုတာကမနာတွေကိုစားသုံးပြတဲ့တက်ရှိတွေပဲသူတို့ကိုခွာဖို့ကြိုးစားတဲ့သူကိုပြန်တိုက်ခိုက်ပြီးအဲ့လူကိုလက်ခံကောင်ဖြစ်အောင်လုပ်လို့ရှိတယ်ဟဲ့အောင်နေဒီကဘာကြီးကငါတို့အပိုင်ပဲငါတို့မချစ်ကောင်စီကိုစစ်ကြညာတယ်ပေါ့ငါမချစ်ကပါကိုဖယ်ပေးမယ်မချစ်ကပါမင်းရဲ့ခန္ဓာကိုယ်ထဲရောက်သွားရင်တာဖောက်မဲ့နေရဖြစ်သွားမှာနော်အဲ့ဒါဆိုရင်ဘသူကဆွဲထုတ်မှာလဲငါလိုဒီတိုင်းပြည်ရဲ့ကျုပ်ချောဆုံးနဲ့အတန်မာဆုံးကပဲလောက်ရတော့မှာပေါ့မက်ကဆွဲနှုတ်လိုက်တော့အကောင်ဝင်သွားပြီးတေစမ်းအန်ထုတ်လိုက်ကမချစ်ကပါကောင်ကိုလေပူပန်းပုံစံခြိလိုက်တာလားဘာဖြစ်သွားတာလဲဟာဟုတ်တယ်ပါဇက်နဲ့ခြိလိုက်တာပါဇက်ထဲမှာခြိပြီးပြန်ထုတ်လိုက်တယ်ပေါ့သူကနတ်သားလေးကြနေတာပဲဘိုးတော်ကြီးဘေးကင်းတယ်တော်သေးတာပေါ့လစ်သွားပြီထင်နေတာမင်းကနတ်သားလေးပဲမင်းကိစ္စမပြီးသေးဘူးဥပဒေကဥပဒေပဲဒါကလောကစီးမြင်ပဲအဲ့ဒါကြောင့်မင်းကိုတေတံပေးမယ်မသွားဘူးနော်အဲ့လိုလိုအကျိုးမရှိဘူးသွားဘူးအော်တာကသူ့ရဲ့မက်ဂျင်နဲ့မက်ကိုချုပ်တက်ဖို့လို့တော့နေအောင်မင်းဆန္ဒကအလုံးရဲ့ဆန္ဒဆိုမင်းကိုမေးဖို့မှမလိုတာဥပဒေကိုလိုက်နာပါအဲ့မှာဓာတ်ပြန်ရောက်လာပြီး Rames နဲ့ကျောင်းကြီးကိုရောက်လာကြတယ်အားလုံးသိချင်နေတဲ့ match အနာကဘာဆက်ဖြစ်မလဲဆိုတာကိုနောက်ပတ်ကြရင်စောင့်ကြည့်ကြပါဦးနော်အဆုံးကြည့်ရှုပေးခဲ့ကြလို့တကယ်ချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်